ကဲဒီတစ်ခေါက်မှာတော့ present perfect tense မှာသုံးတဲ့ time အချိန်ပြတဲ့ adverbs ကရိယာဝိသေသနအများကိုလေ့လာပါမယ် already ပထမစလုံးကနှင့်ပြီးဆိုတဲ့အဓိပ္ပာယ်ရပါတယ်နှင့်ပြီးเนาะမျောလင့်ထားတာတဲ့စောပြီးလုပ်ပြီးသားเนาะ present perfect tense မှာ already ကိုနှင့်ပြီးပါဆိုတာ I have already finished my homework ဆိုကျွန်တော်အိမ်စာပြီးနှင့်ပါပြီ She had already eaten dinner ဆိုသူမညစာစားပြီးနှင့်ပြီ They have already left the office သူတို့ရုံးခန်းထဲကထွက်ခွာသွားနေပါပြီ he has already watched this movie သူဒီရုပ်ရှင်ကိုကြည့်ပြီးနေပြီเนาะwe have already cleaned the classroom သူတို့ကျွန်တော်တို့ဟာစာသင်ခန်းကိုတန့်ရှင်းပြီးပါပြီเนาะပြီးနေပါပြီ Jack ဆိုရင်အခုလေးတင်းလို့ဘာသာပြန်ပါတယ်เนาะ Jack ဆိုတာအရင်တော့မြသားတို့เนาะအခုလေးတင်းတို့အဲ့လိုအဓိပ္ပာယ်မျိုးနဲ့เนาะဘာသာပြန်ပါတယ်I have just arrived home နဲ့ကျွန်တော်အခုလေးတင်အိမ်ရောက်တာเนาะ She had just called me သူမအခုလေးတင်ဖုန်းခေါ်တာလို့ဖုန်းခေါ်ပြီးသွားပြီပေါ့နော် They have just started the class သူတို့အတန်းကိုစပြီးသွားပြီအခုလေးတင်စပြီးသွားပြီ He had just finished his work သူအခုလေးတင်အလုပ်ပြီးသွားပြီ We have just heard the news ဆိုရင်ကျွန်တော်တို့အခုလေးတင်သတင်းကြားပြီးပါပြီဗျာเนาะဟုတ်ပြီ why the yak ဆိုရင်မိခွန်းနဲ့အငင်းမသေးဘူးအဓိပ္ပာယ်ရတယ်အခုထိဆိုတဲ့အဓိပ္ပာယ်လေးရပါတယ်မပြီးသေးဘူးလားမေးမယ်เนาะ Have you finished your homework yet ဆိုမင်းအိမ်စာပြီးပြီလားပေါ့เนาะအခုပြီးပြီလားဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် She hasn't arrived yet ဆိုသူမအခုမရောက်သေးဘူးเนาะ They ဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်ပါမယ် They have paid the bill yet သူတို့ပေးမပေးရသေးဘူးhas he called you yet သူမင်းကိုအခုချိန်ထိဖုန်းခေါ်ပြီးပြီလားเนาะခုနေထားတီကိုသူဖုန်းခေါ်ပြီးပြီလားလို့ပြောတာเนาะ we haven't decided yet ဆိုကျွန်တော်တို့မဆုံးဖြတ်ရသေးဘူးဒီမှာ they ဆိုတဲ့ဟာနဲ့ဘာသာပြန်မယ် ever ဆိုရင်တော့အမြဲတို့เนาะဖူးသလားတို့ဖူးဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်မယ် have you ever been to Singapore ရောက်ဖူးသလား has she ever ridden a horse မြင်းစီးဖူးပါသလား have they ever try online learning သူတို့ online learning ကိုစမ်းကြည့်ဘူးပါသလား Have you ever seen snow မင်းနှင်းမြင်ဘူးပါသလား Has he ever caught by himself သူချက်ပြုတ်ဘူးပါသလား Never ကြတော့ဘယ်တော့မှမလုပ်ဘူးဘယ်တော့မှဆိုတဲ့အဓိပ္ပာယ်เนาะI have never eaten raw fish ကျွန်တော်အသားစိမ်းငါးစိမ်းနေတခါမှမစားဘူးเนาะဘယ်တော့မှမစားဘူး She had never traveled abroad ဆိုသူမနိုင်ငံခြားကိုဘယ်တော့မှခီးမသွားဘူးတခါတည်းအငင်းပါပြီးသားပါ never They have never failed an exam သူတို့စာမွေးတခါမှမကြဘူး He has never driven a car သူတခါမှကားမမောင်းဘူး We had never met before ကျွန်တော်တို့တခါမှမတွေ့ဘူး Since အချိန်เนาะ point in time အချိန်အစကိုပြောတာ since ဆို study point ကိုပြောเนาะ I have lived here since 2015 2015ကလေးကျွန်တော်ဒီမှာနေခဲ့ပြီးပြီ She had worked here since January ကလေးကသူမဒီမှာအလုပ်လုပ်ခဲ့ပြီးပြီWe have known each other since childhood ကျွန်တော်တို့တယောက်နဲ့တယောက်ကလေးဘဝတွေကသိခဲ့ပြီးပြီhe has studied English since high school အထက်တန်းကျောင်းကလေးကသူကအင်္ဂလိပ်စာကိုလေ့လာခဲ့ပြီးပြီ They have waited here since morning မနေ့ကလေးကသူတို့စောင့်ခဲ့ပြီးပြီ for အတွက်ကြာအဓိပ္ပာယ်เนาะအချိန်ကြာမြင့်မှု period of time ကိုပြောပါတယ်I have studied English for 5 years ဒီမှာဘယ်လိုဘာသာပြန်မလဲ9နှစ်ကြာအင်္ဂလိပ်စာကိုလေ့လာပြီးပါပြီ She have worked all day for 8 years သူမက8နာရီကြာတနေ့ကုန်အလုပ်လုပ်ခဲ့ပြီးပါပြီ We have lived in this city for a long time ကျွန်တော်တို့ဒီမြို့မှာအချိန်တော်ကြာနေခဲ့ပြီးပါပြီ He has been sick for 2 days သူကhe have been sick for 2 days နဲ့ဟိုပါပေါ့သူနှစ်ရက်ကြာဖျားနေခဲ့ပြီးပြီเนาะ they have practiced football for 3 months သူတို့ကဘာလုပ်တာတော့3လကြာเนาะဘောလုံးကိုလေ့ကျင့်ခဲ့ပြီးပြီအချင်းချုပ်ကalready တို့ just တို့ affirmative เนาะဟုတ်မှန်ကြောင်းပြောတဲ့ဝါကြတွေသုံးပါတယ် yet က question နဲ့ negative ကိုသုံးပါတယ် ever never experience အတွေ့အကြုံကိုသုံးပါတယ် since and for က duration ကိုသုံးပါတယ်
ကဲအဆင်ပြေကြပါစေနော်